ကဲကျွန်တော်တို့ခရိယန်တွေအတွက်ကြောက်စရာအကောင်းဆုံးကျမ်းချက်ပြောရမှာပေါ့နော်ရှင်မတဲ့ခရိယန်အခန်းကြီးခုနှစ်အငယ်27ထဲမှာသခင်ငါ့ကိုရှောက်တော်သူတိုင်းကောင်းကင်နိုင်ငံတော်သို့ဝင်ရမည်မဟုတ်ကောင်းကင်ဘုံမှာရှိတော်မူသောဖခမည်းတော်အလိုတော်ကိုဆောင်တော်သူသားထင်ဝင်ရလိမ့်မည်ကျွန်တော်တို့အရောက်စီတိုင်းကသခင်ခရစ်တော်ဆိုပြီးမှခေါ်ကြတယ်ဒါပေမဲ့အရောက်တိုင်းဝင်ရမှာမဟုတ်ဘူးတဲ့ဘလောက်ဝမ်းနည်းစရာကောင်းတယ်ဘာကြောင့်ပါလဲအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးမှရှင်မတဲ့ခန်းကြီး19ထဲမှာဆိုလို့ရှိရင်အသက်ရှင်ခြင်းတို့ဝင်စားလို့လင်ပင်ရတော်ကိုစောင့်ရှောက်ပါဆိုပြီးမှသခင်ခရစ်တော်ကတထေးလေးကိုပြောတော့ကျွန်တော်တို့သွားပြီးမှတ်မိမှာပါထို့ပြင်မှာကပဲနဲ့ဆာလန်ဆီယာအနေနဲ့ဆာလန်ကျခန်းကြီး40ငယ်8မှာအိုးကျွန်ုပ်ဖျားသခင်ကိုရိုးအလိုတော်ကိုဆောင်ရမှာကျွန်ုပ်အားရအဝမြောက်ပါ၏ကိုရိုးဤပညတ်တရားတော်ကြီးလေကျွန်ုပ်နှလုံးသားထဲမှာရှိပါ၏ဆိုပြီးမှဒါဝိမင်းကြီးအနေနဲ့ကိုရိုးကိုချစ်တဲ့အခါမှာဖျားသခင်ကိုချစ်တဲ့အခါမှာသူ့စိတ်နှလုံးသားထဲမှာပါရှိတယ်လေဖျားသခင်စကားကိုနားထောင်ဖို့ရန်အတွက်ဆန္ဒရှိတယ်ဆိုတဲ့အကြောင်းကျွန်တော်တွေ့ရတယ်အဲ့ဒါခုနရှိမတဲ့ခုနကစပ်ဖတ်တဲ့အခါမှာအောက်မှာအခန်းငယ်20နှစ်မှာထိုနေ့၌သခင်ကျွန်ုပ်တို့ကိုရောအခွင့်နဲ့ဆုံးမဩဝါဒပေးပါပြီမဟုတ်လောကိုတော့အခွင့်များစွာနဲ့တကိုးတို့ကိုပြပါပြီမဟုတ်လောဆိုပြမနော်ကိုရောအခွင့်အာဏာနဲ့တကိုးပြတဲ့နမိတ်လက္ခဏာပြတဲ့နတ်ဆိုးကိုလည်းနှင်ထုတ်တဲ့ဆိုပြမအများကပြောကြလိမ့်မယ်တဲ့အဲ့ဒီနတ်ဆိုးနှင်ထုတ်တာတကိုးပြတာကဘုရားသခင်စီကနေလာတာလားဘုရားသခင်စကားကိုညင်းပယ်ရတာနဲ့ဘုရားသခင်စီကနေလာတာလားကျွန်တော်မေးစရာမေးခွန်းရှိပါတယ်တက်တလုံးနဲ့ဩဝါဒဒုတိယစာဆောင်မှာဆိုလို့ရှင်တော့စာတန်ပြုပြင်တော်အဖြစ်မူတာနဲ့ဆက်ဆိုင်တော်ထူးဆန်းတော်တကိုးနမိတ်လက္ခဏာတွေကိုအံပွဲအမျိုးမျိုးကိုလူတွေကလောက်ကြလိမ့်မယ်ပြကြလိမ့်မယ်ဆိုပြမှဖော်ပြထားတွေ့ရတယ်ကျွန်တော်တို့လူနာကိုကုတိုင်းနော်ဝုံတိုင်းဆိုပြမှနမိတ်လက္ခဏာပြတိုင်းဟာဘုရားသခင်စီကနေလာတယ်လို့ကျွန်တော်တို့ပြောလို့မရပါဘူး။ဘာကြောင့်လဲ။နတ်ဆိုးကလည်းဒီအရာတွေလုံနိုင်တာဖြစ်ပါတယ်။ထို့ပြင်မှာကပဲနှစ်ကောအခန်းကြီး7အငယ်73ကနေ14မှာကျွန်တော်ပြန်ဖတ်တဲ့အခါမှာဘာတွေ့ရတယ်လဲ။အကြောင်းမူကားထိုသူတို့သည်မိစ္ဆာတမန်တော်ဖြစ်ကြ၏ခရစ်တော်ရဲ့တမန်ဖြစ်ရောင်ဆောင်၍လှည့်ဖြားတတ်တော်အမှုအဆောင်ဖြစ်ကြ၏နော်စာတန်ပင်လင်းလင်းတော့ကောင်းကင်တမန်ဖြစ်ရောင်ဆောင်တတ်၏တဲ့စာရမာနပင်လင်းမှာရောင်ဆောင်တတ်တဲ့တွေ့ရဒီတော့ကျွန်တော်တို့အရန်ပဲတတိထားဖို့ရန်အတွက်လိုအပ်ပါတယ်ကျွန်တော်တို့လုံသမျှတွေ့သမျှအရာအလုံးကကျမ်းစာနဲ့ချင်းချင်းဖို့လိုပါတယ်တစ်ဖက်မှာခရစ်တော်ပြီးတဲ့တရားကိုညှင်းပယ်ပြီးတော့မှပညတ်တော်ကိုညှင်းပယ်ပြီးမှတစ်ဖက်မှာတော့ဘုရားသခင်လှုပ်ခိုင်းတယ်လို့နော်ဘုရားအတွက်အစေခံတယ်လို့ကျွန်တော်တို့လောက်တော့တွေ့ရတယ်။နမိတ်လက္ခဏာအားလုံးပြအပရောမှာပြရလူကိုဖျားသခင်ဘယ်လိုပြောတယ်လဲ။ထိုတို့လျှောက်ကြတော့ကတင်းတို့ကငါအလင်းမသိအာဒမအမှုကိုပြုတော်တို့ငါထံမှဖယ်ကြလော။ထိုသူတို့အားအတိတ်လည်းငါပြောမယ်တဲ့။ခမည်းတော်ငါ့ရဲ့စကားကိုနားမထောင်တဲ့ပုံကိုယ်တွေနမိတ်လက္ခဏာပြတဲ့အများကြီးတော့ပြောပါတယ်ဒါပေမဲ့ငါထံကနေထွက်သွားပါဆိုပြီးမှအဲ့ဒီနေ့မှာတင်းတို့ကငါအတိတ်အလင်းပြက်သားပြောမယ်တဲ့အဲ့တော့အဒမအမှုကိုပြုတယ်ဆိုတာကကျမ်းစာကဘယ်လိုဖော်ပြထားတယ်လဲဒုစရိုက်ပြုတော်သူမီဒီကပညတ်တော်ကိုလွန်ကျူး၏ဒုစရိုက်ဒီကပညတ်တော်ကိုလွန်ကျူးခြင်းဖြစ်သည်အတိယောအခန်းကျ2အငယ်3ကနေ4ဖတ်တဲ့အခါမှာထိုသခင်ကိုယ်တိုင်တိကျွန်းတဲ့အဘေတုတိရတဲ့နေ့ဟူမူကားပညတ်တော်တို့ကိုစောင့်ရှောက်တင်တိရသည်ထိုသခင်ကိုငါတိဤဟုပညတ်တော်ကိုမဆောင်ဘဲလျက်ဆိုတော်သူသည်မူတာကိုတုံးတော်သူဖြစ်သောကြောင့်ထိုသူနဲ့တစ္ဆာမရှိအဖျားခင်ကိုချစ်တဲ့ယုံကြည်တဲ့ပြောပြီးမှသူပေးနှုတ်ပတ်တော်တရားများပညတ်တော်ကိုမလိုက်ရှောက်ဘူးဆိုရှင်ထိုသူကဘာဖြစ်လဲလူလိမ်ပဲဖြစ်တယ်မုတ်တာပြောလူပဲဖြစ်တယ်တဲ့ထိုသူမှတစ္ဆာမရှိဘူးတဲ့ကျွန်တော်ချိတ်ဆက်မိမယ်ထင်ပါတယ်နော်ခမည်းတော်အာဒမအမှုကိုပြုတော်သူတို့ပညတ်တော်ကိုလွန်ကျူးတော်သူတို့ခမည်းနမိတ်လက္ခဏာအများကြီးပြပေးမယ်လေခမည်းငါနာမကိုတုံးပေးမယ်လေနော်အံဘွေတဲ့အများကြီးပြုပေးမယ်လေခမည်းကငါမတိငါထံကနေဖယ်ပါဆိုပြီးငါပြောမယ်တဲ့ရှင်အကုတ်ခန့်ချက်နှစ်အငယ်30ထဲမှာဆိုလို့ရှင်ပညတ်တရားအလုံးစုံကိုစောင့်ရှောက်တည်တွင်တခုမှားမိလျင်ပညတ်တရားအားလုံးကိုလွန်ကျူးရရောက်၏တဲ့ဒီတော့ကြောင့်မကျွန်တော်အားလုံးဆင်ခြင်လိုက်တဲ့အခါမှာ
ပညတ်တော်ဆိုတာကပညတ်10ပါနော်အင်္ဂလိပ်လိုဆို moral law ဖျားသခင်အကျင့်စာရိတ္တကိုဖော်ပြထားတဲ့တရားတော်တွေဖြစ်ပါတယ်ထိုတရားတော်ကိုကျွန်တော်တို့ကပေပြီးမှနမိတ်လက္ခဏာရေလုပ်လို့ရမလားရတာပေါ့စာရမာနပင်လင်ကောင်းကင်တမန်ကဲ့သို့ရောင်ဆောင်ပြတော့မှအလင်းသားကဲ့သို့ရောင်ဆောင်ပြတော့မှအလုပ်လုပ်လိမ့်မယ်တဲ့ဒီတော့ကျွန်တော်တို့တွေ့သည်မြနမိတ်လက္ခဏာတွေအားလုံးယုံဖို့မဟုတ်ဘူးအဲ့ဒီလူကနမိတ်လက္ခဏာပြတဲ့လူတွေကဘုရားသခင်ပင်ရတော့စောင်းတဲ့လူတွေလားဘုရားသခင်တကယ်ချစ်သလားချစ်တဲ့အတိုင်းပဲလက်တွေ့မှာပင်ရတော့ကစောင်းတော်သူများလားပင်ရတော့ကမစောင်းဘူးဆိုလို့ရှိရင်တော့ချစ်ပါတဲ့နမိတ်လက္ခဏာပြပါတဲ့နတ်ဆုမောင်းထုတ်တဲ့အံ့ဩဖွယ်ရအများကြီးပြပေမဲ့တနေ့မှသခင်ခရစ်တော်ဘာပြောမလဲ sorry တင်ကောင်ငါမသိဘူးငါထံကနေထွက်သွားပါဆိုပြမတင်တို့ကငါအတိအလင်းပြောမယ်တဲ့အဲ့တော့ကျွန်တော်တို့တွေမျော်လင့်ထားတဲ့ယုံကြည်ထားတဲ့အများကြီးရှိတယ်ဟာကျွန်တော်ဒီနေ့ကောင်းနိုင်ရောက်မယ်သခင်ခရစ်တော်ယုံကြည်ပြီးရောကြိုက်တယ်လို့နေလို့ရတယ်ကျွန်တော်အချီးစုအောက်မှာနေတယ်ပင်ရတော့မလိုပါဘူးဆိုတာအများကြီးပြောနေပြီမယ်သခင်ခရစ်တော်နှုတ်တော်ထွက်စကားကပါလဲရှင်ယောဟန်14:15ထဲမှာငါ့ကိုချစ်တယ်ဆိုလို့ရှင်တော့ငါပေးတဲ့စကားငါ့ရဲ့ပင်ရတော်ကိုစောင့်ရှောက်ပါတဲ့အဲ့ဒါကိုကျွန်တော်တို့ခရိယန်တွေအနေနဲ့ခရစ်တော်ရဲ့နောက်လိုက်ပါဆိုပြီးမှခရစ်တော်ကိုယ်တိုင်ပေးတဲ့ပညတ်တော်ချစ်ချင်းမြတ်တာနဲ့တည်ဆောက်ထားတဲ့ဒီပညတ်တရားကိုကျွန်တော်တို့ကမုန်းနေမယ်မလိုက်လျှောက်ဘူးဆိုလို့ရှိရင်တော့သခင်ခရစ်တော်ဘာပြောမလဲတင့်ကိုငါမသိငါထံကနေဖယ်ပါဆိုပြီးမှကျွန်တော်တို့ကိုပြောမှဖြစ်တယ်ဒီတော့ကြောင့်မလို့မိတ်ဆွေနဲ့ကျွန်တော်တို့ကိုရောကိုချစ်တယ်ပြောပြီးမှသူ့ရဲ့နှုတ်တော်ထွက်တရားတော်များပညတ်တော်ကိုလိုက်လျှောက်ခြင်းတဲ့ပုဂ္ဂိုလ်လားယုံကြည်လို့ကျေးဇူးတင်လို့ပျော်လွန်းလို့အားရဝမ်းမြောက်လွန်းလို့လိုက်လျှောက်ခြင်းတဲ့ပုဂ္ဂိုလ်ထဲမှာခင်ဗျားနဲ့ကျွန်ုပ်ကပါဝင်နေမလားတော့မဟုတ်ကိုရောကိုချစ်တော့ချစ်ပါတယ်ဒါပေမဲ့ဆောင်းရန်ရှောင်းရတွေအမလေးဒီဟာမလုပ်ရဒီဟာမကြည့်ရဒီဟာမစားရအမလေးဆောင်းရန်ရှောင်းရအယမ်းများလွန်းတယ်ကွာယုံရင်ပြီးပါပြီဆိုပြမယုံကြည်ခြင်းကိုလက်တွေ့မပြတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်နေပါသလားကျွန်တော်ပဲဖြစ်နေပါလိမ့်စေမိတ်ဆွေပဲဖြစ်နေပါလိမ့်စေထိုကဲ့သို့သောယုံကြည်ခြင်းအသေးကျွန်တော်တို့ရှိမယ်ထိုယုံအသေးသောယုံကြည်ခြင်းကကျွန်တော်ကကယ်တင်လို့မရပါဘူးဒီတော့ကြောင့်မလို့ဒီနေ့သခင်ခရစ်တော်ကတင့်ကိုငါမသိငါထံကနေဖယ်ပါဆိုပြီးမှအတိအလင်းပြောခြင်းခံရတဲ့ပုဂ္ဂိုလ်တွေထဲမှာမပါရလေအောင်ကိုရောကိုချစ်ပြီးမှကိုရောနှုတ်တော်ထွက်တရားများကိုတွေမတိန်လိုက်ရှောင်းနိုင်အကျိုးစားတော်သူများကိုရောထမခွန်အားတောင်းယူသောပုဂ္ဂိုလ်များဖျားခင်ကိုမိခိုအားထားအာကိုတော်ပုဂ္ဂိုလ်များငါကိုချစ်လေငါပညတ်ကိုစောင့်ရှောက်ပါဆိုတဲ့အတိုင်းပညတ်တော်ကိုစောင့်ရှောက်တော်ဒါမျိုးရောက်တိုင်းဖြစ်နေကြပါစေဒီနေ့ဟာဆိုလို့ရှိရင်တော့ဖျားခင်ကျွန်တော်တို့ပြင်ဆင်ထားပြီးတော်မူတော့ဥပုသ်တော်နဲ့ဖြစ်ပါတယ်6ရက်မှာလို့ပြမ9ရက်မှာအနာယူပါဆိုတဲ့ကဲ့သို့အနာယူရတော့နေဖြစ်တယ်ကိုရောကိုကျေးဇူးတင်တယ်ဖျားရှင်ကောင်းချီးပေးတယ်လို့မျိုးကောင်းချီးခံစားရတယ်ဖျားရှင်တန်ရှင်းစေတယ်လို့မျိုးတန်ရှင်းခြင်းကိုရရှိခဲ့တယ်ဖျားခင်အနာယူတော်မူတဲ့ကဲ့သို့နာယူခဲ့တဲ့ကြောင့်ဖျားရှင်ကျေးဇူးနဲ့ယုံကြည်တဲ့ရောက်တိုင်းလဲဥပုသ်တော်နဲ့ကိုဖျားရှင်လိုတိုင်းစောင့်ထင်းပြမကိုရှင်ဒုတိယချင်းကြွားလာခြင်းကိုခီဦးကြိုပြုနိုင်တော့စောင့်မျှော်နိုင်တော့တာပြင်းမြန်ဖြစ်နိုင်ကြပါစေအရောက်တိုင်းပေါ်ဖျားရှင်ကောင်းချီးချပေးပါစေ